ခင်ဗျားစပြီးတော့လေဒီယောဂအတိုင်းဝိုင်းအောင်လုပ်တော့handstand မထောင်နိုင်ရင်ကိုလေလုံးဝ advancement မလုံးနိုင်ရင်ကိုယောဂမတင်ရဘူးပေါ့နော်အဲ့လိုမျိုးမျိုးတိုက်ခိုက်မှုလေးတွေဝေဖန်မှုလေးတွေရှိရဲပေါ့သူကဘယ်လောက်လုံနိုင်လို့ယောဂကိုသင်တာလဲဒါတွေလောက်တော့မှယောဂသင်နိုင်တာသင်ရမယ်ဆိုတော့ဒီ mindset လေးတွေရှိနေတဲ့အခါမှာတကယ်စိတ်သက်တွေကြလာတာပေါ့နော်ငါဒါတွေလုံးမနှုံနိုင်ရင်ငါဒါမျိုးဒီဆရာတယောက်အနေနဲ့မလုံးရတော့ဘူးလားဆိုတော့ဝမ်းနည်းမှုအားငယ်မှုလေးတွေကြုံတွေ့ရရတယ်အဲ့ဒီလည်းရန်ပြောပြချင်တယ်ဟုတ်ကဲ့ကဒီယောဂကိုပေါ့နော်ပညာရက်ကိုစတင်ပြီးတော့ဖြန့်ဝေတော့ကရှိနေတဲ့ပုံစံမျိုးနဲ့တော်တော်လေးကွဲတယ်ပေါ့နော်အဲ့ဒါကိုကဒီအိန္ဒိယမှာပေါ့နော်ဂူရုကိုမေးဘူးတယ်ကအရင်တည်းကကြိုပြီးတော့ပြောထားခဲ့တယ်သူတို့ဘာလို့အရန်ကြီး war post တွေ advanced yoga တွေကိုမလေ့ကျင့်နိုင်ဘူးမကျင့်နိုင်တာရဲ့အခြေအနေကြောင့်မလို့မလေ့ကျင့်နိုင်တာလေဒီဈေးကွက်မှာကလည်းဒါတွေကို demand လုပ်တယ်စပြီးတော့လေဒီ yoga အတိုင်းဝိုင်းအောင်လုပ်တော့handstand မထောင်နိုင်ရင်ကိုလေလုံးဝ advancement မလုံးနိုင်ရင်ကိုယောဂမတင်ရဘူးပေါ့နော်အဲ့လိုမျိုးမျိုးတိုက်ခိုက်မှုလေးတွေဝေဖန်မှုလေးတွေရှိရဲပေါ့သူကဘယ်လောက်လုံနိုင်လို့ယောဂကိုသင်တာလဲဒါတွေလောက်တော့မှယောဂသင်နိုင်တာသင်ရမယ်ဆိုတော့ဒီ mindset လေးတွေရှိနေတဲ့အခါမှာတကယ်စိတ်သက်တွေကြလာတာပေါ့နော်ငါဒါတွေလုံးမနှုံနိုင်ရင်ငါဒါမျိုးဒီဆရာတယောက်အနေနဲ့မလုံးရတော့ဘူးလားဆိုတော့ဝမ်းနည်းမှုအားငယ်မှုလေးတွေကြုံတွေ့ခဲ့ရတယ်အဲ့တော့အိန္ဒိယကိုဒီပညာသွားတင်တဲ့အခါမှာရဲ့ဆရာကိုဂူရုကြီးကိုမေးတယ်ပေါ့နော်ဒီယောဂ philosophy ကိုတင်တဲ့ဂူရုကြီးကိုမေးတယ်အဲ့ဒါဆရာဖြေတဲ့ဟာတွေကအတွက်အများကြီးရှေ့ဆက်ဖို့အတွက်မတူညီတဲ့လမ်းတွေကိုရှောက်ဖို့အတွက်ခွန်အားဖြစ်ခဲ့တယ်ဆရာမေးတယ်ဆရာပေါ့နော်ဒီအခုလောလောဈေးကွက်မှာဒီ trend မှာကြတော့ဒီလိုမျိုးတွေကိုတောင်းဆိုတယ်ကျမကမပေးနိုင်ဘူးအဲ့တော့ကျမမပေးဘဲနဲ့ရက်လိုက်ရမှာလားဘယ်လိုလုပ်ရမလဲပေါ့နော်အားငယ်မှုလေးနဲ့ဆရာကိုမေးခဲ့တယ်ပေါ့ဆရာပြန်ပြောလိုက်တဲ့စကားတွေကနှလုံးသားလေးကိုဆွဲသွားတယ်အဲ့ဒီနေရာလေးမှာဒီစကားလေးကိုပြန်ပြီးတော့ဝေမျှချင်ပါတယ်ဆရာကပြောတယ်မင်းဘာလုပ်နိုင်တယ်လဲတဲ့လုပ်နိုင်တဲ့ဟာလေးတစ်ခုအပေါ်မှာတော့မင်းတိတိကျကျကျွမ်းကျင်နဲ့လေးလာလိုက်စားပါတဲ့ပြီးရင်မင်းကိုယ်တိုင်လုပ်ပြကြည့်ပါတဲ့မင်းကိုယ်တိုင်ပြောင်းလဲလူတွေကိုမပြောင်းလဲခိုင်းပါနဲ့တဲ့မင်းကိုယ်တိုင်အရင်ဆုံးပြောင်းလဲမင်းပြောင်းလဲလာတဲ့ပေါ့နော်ဒီပုံစံလေးကိုသူတို့တွေမြင်တဲ့အခါမှာမင်းပြောင်းလဲမှုကိုလက်ခံတဲ့လူတစ်ယောက်ရှိရင်တဲ့တစ်ယောက်ကိုဝေမျှပါနှစ်ယောက်ရှိနှစ်ယောက်ကိုဝေမျှပါတစ်ယောက်မှမရှိသေးရင်လေကိုဆက်ပြီးစူးစမ်းပြီးလေ့ကျင့်ပါမင်းပြောင်းလဲမှုကိုလက်ခံတဲ့လူတွေရှိလာခဲ့ရင်တဲ့မင်းအောင်မြင်ပါလိမ့်မယ်အဲ့ဒီကလုံးဝအတွက်အရန်ကိုခွန်အားရစေခဲ့တယ်ပေါ့နော်အဲ့တော့စပြီးတင်ကြားတဲ့အချိန်မှာလူတွေသိမတင်တဲ့ပုံစံမျိုးလေးတွေနဲ့ထူကြမှုတင်ဟိုမှာbreathing exercise လေရှူနည်းတင်တဲ့ဆိုအလကားရတဲ့လေကိုပတ်စံပေးပြီးတော့တင်တန်းတက်အောင်မနာပေါ့လေအဲ့လိုမျိုးတွေခြေနေထိရောက်ခဲ့တယ်ဒါပေမဲ့မတူပြီးတော့ပြောင်းလဲမှုတွေကိုလူတွေကိုချပြတဲ့အခါမှာသူတို့တွေစိတ်ဝင်စားလာတယ်အတယောက်စားလာတယ်၊နှစ်ယောက်စားလာတယ်ပေါ့နော်။တဖြည်းဖြည်းချင်းဟုတ်တယ်။တင်တန်းတွေဟာပုံမှန်တင်နေတဲ့ပုံစံမျိုးနဲ့မတူဘူးပေါ့။ program လေးတွေကတက်ခေါင်းစဉ်လေးတွေကနည်းနည်းကွဲများတယ်။ပထမအောင်ဆုံးမြန်မာနိုင်ငံမှာပေါ့နော်။ဒီ chakra ကို healing complete healing လုံးဝဆောင်းရောအစားအသောက်ရောလေ့ကျင့်ခန်းရော breathing ရောလုံးဝ color တွေရောရနံ့နေပူထုံးတွေပါပေါ့နော် crystal တွေပါပထမအောင်ဆုံးလုပ်ပေးနိုင်တဲ့တင်တန်းကိုစတင်နိုင်ခဲ့တယ်ပေါ့စတဲ့အခါမှာဝေဖန်မှုတွေတော့တက်ခိုက်မှုတွေကြုံတာပေါ့လေဒါပေမဲ့လုံးဝလက်လျှော့တာမျိုးမရှိဘူးတစ်ယောက်ရရင်တစ်ယောက်တင်တယ်နှစ်ယောက်ရရင်နှစ်ယောက်တင်ဒါပေမဲ့အခုမှbatch တွေကိုအများကြီးဖွင့်လှစ်လာနိုင်တယ်ဒီကိုနောက်ပိုင်းလူတွေလည်းပေါ့နော်တင်ကြားတာတွေကိုတွေ့လာရတဲ့အခါမှာအရန်ဝမ်းသာငါဟာကိုလိုက်တင်တယ်မျိုးမရှိဘူးရဲ့စိတ်ကဒီကောင်းမွန်တဲ့ပညာရည်တွေများပြန့်သွားဖို့ဘသူတင်လိုပဲတင်ကောင်းမွန်တဲ့စနစ်ကျနာတဲ့တင်ကြားမှုဆိုပုံစံမျိုးတော့ရှိစင်းတာပေါ့နော်အဲ့ဒါလေးကိုမတူရဲ့ reality ကမတူရဲ့ပုံစံတစ်ခုအနေနဲ့ကိုဒီယောဂရဲ့ဒီပညာရပ်မှာခွဲထက်တာကိုဂုဏ်ယူပါတယ်ရှင့်ဟုတ်ကဲ့ပါဟုတ်ကဲ့ရှင့်